အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်စီရလင်းဖြစ်ပါတယ်ဗျကျွန်တော်ပြောပြမယ်ပေါ်ပင်လေးရပါတော့ဟိုးစစ်စစ်ပါကွယ်ညီကိုနေရောက်စီးပါတယ်ဗျအဲ့ဒီညီကိုနေရောက်ဟာမြို့တွေကနေပေါ့နော်တော့ထွက်တဲ့ချိန်မှာဘယ်လိုမျိုးလဲဆိုရင်ကိုကပေါ့နော်ခရီးဝေးထွက်တဲ့ချိန်မှာတို့နှစ်ယောက်ပေါ့နော်စကားများတယ်ကွခရီးထွက်တဲ့စကားများခါကျတို့လမ်းဆောက်ထွက်တော့ပေါ့နော်လမ်းဆောက်ထွက်တဲ့ခါကျမှတောတော်ဒီမှာတွေ့တယ်တောတော်ဒီမှာတွေ့တဲ့ချိန်မှာဘယ်လိုမျိုးလဲဆိုရင်ပေါ့နော်ဗလဲခရီးတူတော့အချိန်မှာရောတဲ့တွေ့လိုက်ရောတွေ့တဲ့ချိန်မှာတာဇန်ရွာစီးတယ်ပေါ့နော်တာဇန်ရွာပေါ့နော်တာဇန်ရွာတာဇန်တက်ပဲစီးတယ်တော့အချိန်ကြာမှသူကဖြော်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ကိုရီးယားမတော်ဘူးတဲ့နေရာသူသွားမိတဲ့အချိန်မှာတာဇန်နဲ့သူ့ဝိုင်းလိုက်ခါကျတော့သူမသိဘူးနော်သူနောက်နည်းနည်းပြန်သွားတဲ့ခါကျတော့တာဇန်သူ့ကိုမေးတယ်ဟဲ့အောင်မင်းတို့ဘေးကကော်ရီရယ်မင်းတို့ဘေးကနေလာတာလေပေါ့နော်အဲ့လိုမေးတဲ့ခါကျမှတေတို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ကခရီးသွားလိုက်ရေးတရားပါပေါ့နော်ကျွန်တော်တို့ကတော့ထွက်တာပေါ့နော်အဲ့တာစင်ကပြောနေတော့အမဇွန်တော့မထွက်သိဘူးကွာနော်တို့တော့ထွင်တတိထားပြီးတော့တွေးကွာနော်ဒါမှသူတို့ကတာစင်ကသူ့ပြီးသွားတော့ပေါ့နော်တာစင်အခွက်သားတွေကအများကြီးပဲပေါ့နော်အင်အားလည်းများတယ်ပေါ့နော်တာစင်နေအောင်သူညီကိုနေအောင်ကဘယ်လိုမျိုးလဲဆိုရင်သူတို့ခရီးသွားလိုက်ရေးနေအောင်ပေါ့နော်ဘယ်လိုမျိုးပြောမလဲသူတို့နေအောင်ခရီးထွက်တဲ့ချိန်မှာတာဇန်နဲ့တွေ့လိုက်ချိန်မှာပေါ့သူတို့တူသွားတော့ပေါ့နော်တာဇန်တွေ့ရတဲ့အချိန်မှာသူတို့တူရတဲ့သူနည်းနည်းတော့သွားသေးတယ်ပေါ့နော်တာဇန်တွေ့နောက်အစစ်နည်းနည်းတော့တဲ့အချိန်မှာညွာနောက်တစ်ရစီးတယ်အမလူရိုက်တက်ပဲနော်အမလူရိုက်တက်မှာအမစားစရာအကုန်လုံးပြလိုက်ရတယ်ပေါ့နော်စားစရာပြလိုက်ရတဲ့အချိန်မှာသူညီကိုနေအောင်ကြောက်နေပေါ့နော်ကြောက်တဲ့အချိန်မှာမဟုတ်ပြလိုက်တဲ့အချိန်မှာသူတို့လွတ်သွားတာပေါ့နော်သူတို့လွတ်သွားတဲ့အချိန်မှာတို့လွတ်သွားတော့ဘယ်လိုမျိုးလွတ်သွားဆိုသူတို့မဟုတ်ကျူလိုက်တယ်မဟုတ်အခုလောအိမ်မှာပါတယ်ဟာအကုန်ကျူနောက်နည်းနည်းသွားခါကျမြို့မှာပြန်ရောက်လာတဲ့ခါကျတော့သူတို့ကတော့နော်မြို့မှာရောက်လာတဲ့ခါကျတော့သူတို့ဝင်တောက်သွားတော့ဗောနော်အေးငါတို့ဘယ်လိုဖြစ်လာမျက်စိလေသွားတာလားဗောအဲ့လိုဗောပြောလိုက်ခဲ့တို့ညီကိုနေရောက်လဲကားထားလဲလမ်းလည်းမသိဘူးဘယ်လိုမျိုးလဲဆိုရင်ကိုရီးယားတခါမှမတော်ဘူးဗောမတော်ဘူးဗောနော်ကိုရီးယားတခါမှမတော်တဲ့အတွက်ကြောင့်မလို့သူကပြောလိုက်တဲ့အချိန်မှာအဲ့ဒီတမိုင်းကျော်ဗောဘယ်မျိုးပြောမှန်းဒီရာဇဝင်စီးတော့အဲ့ဒီရာဇဝင်စီးနေရတို့သွားတဲ့အရင်တမြန်ရုပ်စင်ကရိုက်ခဲ့တဲ့နေရာကြီးဗောနော်ဘယ်နေရာလဲဆိုတာတော့ကျွန်တော်ပြောပြမရပါဘူးဒီနေရာတွေကကြာတော့ဘယ်မျိုးပြောမှတချို့လူကြီးကသွားစားစီးတယ်တချို့လူကြီးတော်ထွက်လူကြာလမ်းမလာစီးတယ်ဗောနော်လမ်းမချက်မှာထောက်ကြောက်တွေရဆင်လာတာစီးမှာအဲကြောင့်မို့ကျွန်တော်ပြောပြတာပါနော်အဲ့ဒီညီကိုမောင်နှမညီကိုနေအောင်ဗောနော်ခရီးသွားလာရေးမှာတို့သွားတဲ့ချိန်မှာခုနကကျွန်တော်ပြောတဲ့အတိုင်းပဲတို့တာဇန်